ကောက်ကနန်းအေရီယာကိုသိလားဘန်ကောက်ရောက်ရင်နန်းအောင်မသွားဘူးလေသူလည်းရှိEnquanto parede, enquanto parede, vai, vai. ဘန်ကောက်ရဲ့နန်းအေရီယာမှာ Condo Plus Hotel Concept တစ်ခုကိုရှာနေတာပါဒါဆိုရင်တော့ဒီဗီဒီယိုကဒီစားပေါက်ကြည့်ကြပါနော် The Rich Nana ကနန်းရဲ့ prime location မှာရှိတဲ့ Condo Hotel Concept Project တစ်ခုဖြစ်ပါတယ်ဒီကွန်ဒိုမှာဆိုရင်တော့အလွှာပေါင်း32လွှာပါဝင်ပြီးတော့မှအခန်းမျိုးစားအနေနဲ့1 bed 1 bed plus နဲ့2 bedroom ဆိုပြီးတော့ရွေးချယ်နိုင်မှာဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ကတော့ 8.99 million ဘတ်ကနေစတင်ပါတယ်။ Hotel license လည်းရထားတာဖြစ်တဲ့အတွက်လူစည်းမင်းတို့ကကွန်ဒိုအခန်းကိုဝယ်ယူပြီး investment လုပ်ထားရင်100%နဲ့ဝင်ငွေပြန်ရဖို့တည်ကြတဲ့ကွန်ဒို hotel တစ်ခုလည်းဖြစ်ပါတယ်။ Flexible investment style အနေနဲ့ဆိုရင်တော့ကိုယ်တိုင်နေခြင်းလည်းရတယ်ပြန်ပြီးတော့ငှားမယ်ဆိုရင်လည်း rental demand ကတော့ share ကောင်းဒီနေ့အတွက်တညကိုဘတ်3000နဲ့အထက်ရနိုင်တယ်။ဒါကြောင့်မို့ investor တွေအတွက်ကတော့ super attractive ဖြစ်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ location အနေနဲ့ဆိုရင်တော့ BDS နာနာနဲ့300မီတာကွာဝေးမှာပဲရှိတာဖြစ်ပါတယ် transportation အနေနဲ့ဆိုရင်တော့ BDS ပုံချင်းနဲ့ BDS နာနာကြားထဲမှာပဲရှိတာဖြစ်ပါတယ် shopping mall ကြီးကြီးတွေဖြစ်တဲ့ Central World နဲ့ Terminal 21ကြားထဲမှာပဲရှိတာဖြစ်ပါတယ်ရှေ့တမတ်တိုင်ကိုသွားမယ်ဆိုရင်တော့အစုပ်က Terminal 21 shopping mall ကြီးကိုရောက်မှာဖြစ်ပြီးတော့ Central World ကိုသွားချင်တယ်ဆိုရင်တော့ရှေ့တမတ်တိုင်ဖြစ်တဲ့ BDS ပုံချင်းမှာဆင်းလို့ရပါတယ်ကွန်ဒိုနဲ့9မိနစ်ခန့်အကွာအဝေးမှာနိုင်ငံသားသားတွေအများဆုံးဆင်းလာစစ်တဲ့ Bangladesh International စီးရုံကြီးလည်းရှိပါတယ်။ကွန်ဒိုရဲ့၄လွှာမှာဆိုရင်တော့ business lounge, business meeting room, swimming pool, fitness, outdoor garden, jacuzzi, sauna နဲ့ kids room တွေလည်းရှိပါတယ်။ The Rich Nana ကိုဝယ်ယူတဲ့အဓိကအချက်ကတော့ hotel license ရထားတဲ့ကွန်ဒိုဖြစ်တဲ့အတွက်ဝယ်ယူပြီးတော့မှ rental ပြန်အပ်ထားမယ်ဆိုရင်3နှစ်အတွင်းမှာ21%, 4နှစ်ကနေ9နှစ်အတွင်းမှာ9%အထိပြန်လဲအမြတ်ငွေရရှိနိုင်မယ်ဆိုတာကိုအာမခံပေးထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။